လူအဖြစ်တင်လာတဲ့ဒီဓာတ်လီကားပေါ့ဗျာဓာတ်လီကားထဲမှာဗျယောက်ျားလို့သူကဗျာယောက်ျားလို့သူကိုဘူးသီးပေါ့ဗျာကိုဘူးသီးရဗျသူပေးနောက်မှာကောင်းမလေးချောချောလေးတယောက်ကိုဗျသူငေးပြီးကြည့်ဒါကိုသူ့ဇနီးကမြင်တယ်ဗျမြင်တော့မနာလိုဝန်တိုဖြစ်တာပေါ့ဗျာတိတ်မကြောက်ဘူးဗျအဲ့ဒီမင်းကလေးကနောက်ဖက်ကိုလှည့်ပြီးတော့အဲ့ကိုဘူးသီးကိုပေါက်ဖြန်းကလေးကိုရိုက်ချလိုက်တာဗျမှတ်ထားတဲ့နောက်ဆိုရင်လည်းမင်းကလေးတွေကိုလည်းတုတ်ကနာစိတ်ကနာနဲ့လုံမတော့မကြံနဲ့ကိုဘူးတီတယောက်ဗျာမျက်နှာကြီးချက်ချင်းပဲหนีရဲသွားတယ်ဗျဇနီးပြသူကတော့ဘာမှမပြောဘဲနဲ့ဗျာငြိမ်သက်ဆိုတာကြည်လိုက်တော့စိတ်ထဲမှာသူကမလုံမလဲနဲ့ဗျာဖြစ်နေတာပေါ့ဗျာပြီးတော့မှအထင်မလွဲပါနဲ့မိမရဲ့ကိုတကယ်ဘာမှမလုပ်ပါဘူးကွာချိန်ဆူကျင်ရဲပါတယ်ကျမသိပါတယ်ရှင်မလုပ်မှန်းဟင်းနဲ့ဒါဆိုဘသူလုပ်တာလဲကျမလုပ်လိုက်တာခဲအဲ့တော့မိန်းကလေးမိမတွေရှိမှာနော်သွားပြီးတော့ရှားမင်းကလေးတို့သွားမလုံးနဲ့လို့ဒါလေးလာပြောပြ